အားလုံးပဲမင်္ဂလာပါ Grow Mindset မြန်မာကနေအားလုံးကိုအပြုံးနဲ့ကြိုးဆိုလိုက်ပါတယ်ဗျာဒီနေရာလေးဟာစိတ်ဓာတ်ခွန်အားတွေအလေးချိန်ခေါင်းတွေအောင်မြင်မှုခရီးလမ်းမှာလိုအပ်တဲ့မှန်ကန်တဲ့အတွေ့အမြင်တွေကိုအတူတူမျှဝေဖို့ဖန်တီးထားတဲ့လုံခြုံပြီးတင်ကတိုးတက်ဖို့ရည်ရထားသူတယောက်ဆိုရင်မှန်ကန်တဲ့နေရာကိုရောက်နေပါပြီအတူတူကြီးထွားဖို့အတူတူသင်ယူဖို့အတူတူရှေ့ကိုချီးကြဖို့ပထမဆုံးခြေလှမ်းအနေနဲ့ကျွန်တော်တို့နဲ့အတူလေ့လာသွားကြမယ်ဗျာ Warren Buffett ရဲ့အောင်မြင်မှုဟာရိုးရှင်းပြီးအချိန်စစ်ခံပြီးတော့နီးဗျူဟာတွေပေါ်မှာအခြေခံပါတယ်။တောချက်ချက်30ကိုအဓိကအုပ်စုခွဲပြီးရှင်းပြပေးပါမယ်။အပိုင်းတစ်ခုမူဝါဒနဲ့စိတ်ထား mindset and philosophy စီကံရှိတဲ့စိတ်ရှိခြင်းသူဟာတစ်နှစ်နှင်းနဲ့အတွင်းမဟုတ်ပဲဆယ်စုများစွာအတွက်ရင်းနှီးမြှုပ်နှံပါတယ်။တန်ဖိုးရှိတဲ့ကုမ္ပဏီကိုဈေးနှုန်းချိုသားစွာနဲ့ဝယ်ခြင်းအရေးသွေးကောင်းတဲ့အရာကိုဈေးပေါ်တဲ့အချိန်မှာဝယ်ပါ။နှစ်စဝိုင်းချင်းတွင်ကစားခြင်းတင်နားလည်တဲ့လုပ်ငန်းတွေကိုပဲဆွေးဆွေးမြဲမြဲအာရုံစိုက်ပါ။သုံးရေရှည်စဉ်းစားခြင်းနေ့စဉ်ဈေးကွက်အပေါ်ပြဲကိုလိလျိုရှုပြီးကုမ္ပဏီရဲ့20နှစ်အနာဂတ်ကိုစဉ်းစားပါ။အန်ဒီရဲ့ကင်းစွာအနားယူနိုင်ခြင်းအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဟာတင့်ကိုယ်တင်အကာအကွယ်ပေးနိုင်ဖို့လေ့လာခြင်းပါပဲ။အပိုင်းနဲ့ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာများ investment strategies ငါစီးပွားရေးလုပ်ငန်းကိုနားလေခြင်းလွယ်ကူယူရှိတဲ့လုပ်ငန်း model ကိုပိုင်းဆိုင်တဲ့ကုမ္ပဏီကိုရွေးပါ6စီမံခန့်ခွဲမှုအဖွဲ့ရဲ့အရေးအသွေးရိုးသားထီရောက် shareholder တွေအတွက်စဉ်းစားတဲ့စီမံခန့်ခွဲသူတွေကိုရှာပါခွေစဉ်းစားမတဲ့ကောင်းမွန်တဲ့ဝင်ငွေရရှိခြင်းလွန်ခဲ့တဲ့နှစ်များစွာကတည်းကတင်းငိမ်စွာဝင်ငွေရနေတဲ့ကုမ္ပဏီကိုကြည့်ပါရှစ်ဈေးကွက်ထက်မိုနာသောကုမ္ပဏီဈေးကွက်ခိုင်မာမှု economic mode ရှိတဲ့ကုမ္ပဏီတွေကိုဦးစားပေးပါကိုစိတ်ချရသောအနာဂတ်ဤပညာအပြောင်းလဲကြောင်းအလွယ်တကူပျောက်ကွယ်သွားနိုင်တဲ့လုပ်ငန်းမျိုး10ချမ်းသာကြွားဝမှုကိုတည်ဆောက်ခြင်းတင့်ရဲ့အမျက်မြင်ကိုပြန်လည်ရင်းနှီးမြှုပ်နှံပြီးပိုမိုကြီးထွားအောင်လုပ်ပါ17လက်တွေ့ကြခြင်းတင်ဘာကိုမသိဘူးဆိုတာကိုသိအောင်လုပ်ပါတင်မသိတာကိုလှုပ်ဆောင်တာထက်အန်ဒီရဲ့ကင်းပါတယ်12စိတ်ခံစားချက်ကိုထိန်းချုပ်ပါအခြားသူတွေအလွန်အကျွံတွန့်ဆုတ်တဲ့အချိန်မှာဝဲပါအခြားသူတွေအလွန်အကျွံတက်ရွနေတဲ့အချိန်မှာရောင်းပါ73အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဟာတင့်ကိုယ်တင်အရောက်ပါပဲကိုယ်ပိုင်စွမ်းရည်တိုးတက်အောင်အာရုံစိုက်ပါစာဖတ်ခြင်းလေ့လာခြင်း14ကျမ်းမာရေးနဲ့မိသားစုကျမ်းမာရေးနဲ့မိသားစုဟာငွေကြီးထက်ပိုအရေးကြီးပါတယ်အပိုင်း4အမားတွေကိုရှောင်ကျဉ်ခြင်းအတိုးနှုံးရဲ့စွမ်းရည်ကိုလစ်လျိုမရှုပါနဲ့ကျွေးနိဟာကုမ္ပဏီတွေကိုဖျက်ဆီးနိုင်ပါတယ်16ဈေးကွက်ကစားကွယ်မှာအထင်ရှားခြင်းဈေးကွက်ဟာအချိန်တိုင်းမှန်နေလို့မထင်ပါနဲ့အတုံးချပါတင့်အနောက်ကိုမလိုက်ပါနဲ့19ငွေရေးဆိုင်ရာစီကန်းချက်တွေကိုမြင်းမြန်းစွာလိုက်နာပါရှုပ်ဖလဲတဲ့ဗျူဟာတွေကိုရှောင်ပါ18ကြော်ညာနဲ့လေ့လာခြင်းကိုခွဲခြားသိမြင်ပါဈေးကွက်ကပြောနေတဲ့အတစ်ညိုးကိုမလိုက်ပါနဲ့အနှစ်သာရကိုကြည်ပါ19အန်ဒီရဲ့ကင်းစွာအနားယူနိုင်ခြင်းမိမိတည်လောက်မိမိဆုံးရှုံးနိုင်တဲ့ပမာဏထက်ပိုပြီးမလောင်ကစားပါနဲ့အပိုင်း9ဘဝအတွက်သင်ခန်းစာများ20ဂုံတိတ်ခါရှိစွာအသက်ရှင်ပါတင့်ရဲ့နာမည်ကိုကားကွယ်ပါဒါဟာတင့်ရဲ့အရေးကြီးဆုံးပိုင်ဆိုင်မှုပါ21ယဉ်ကျေးမှုကိုဖန်တီးပါကုမ္ပဏီတစ်ခုရဲ့ယဉ်ကျေးမှုဟာမဟာဗျူဟာထက်ပိုအရေးကြီးပါတယ်22တည်ငြိမ်မှုကိုတန်ဖိုးထားပါတင့်ရဲ့ဘဝနဲ့ယဉ်နှီးမြှုပ်နှံမှုတွေမှာတည်ငြိမ်မှုကိုရှာပါ23အမြဲတမ်းလေ့လာနေပါဘဝတစ်လျှောက်လုံးလေ့လာတူထင်ပါနေ့စဉ်စာဖတ်ပါ24အခြေခံအကြောက်ဆုံးအရာတွေကိုနားလည်ပါရှုပ်ဖလဲမှုကိုမိတ်ထားပြီးအခြေခံကြတဲ့ကိန်းဂဏန်းတွေကိုကြည့်ပါ25လိုက်ညော်ကြီးစွာဖြစ်စေဈေးကွက်အခြေအနေပြောင်းလဲလာခင်ရင်ဗျူဟာကိုပြောင်းလဲဖို့မကြောက်ပါနဲ့29အခြားသူတွေရဲ့အတွေ့အကြုံကနေလေ့လာပါမိမိကိုယ်ပိုင်အမှားတွေကနေလေ့လာဖို့မဆောင်ပါနဲ့28စွန့်မှန်ယုံကြည်ခြင်းတင်နားလေတဲ့အရာနဲ့တင်ယုံကြည်ရဲ့လူကိုပဲယုံကြည်ပါ29ကံကောင်းခြင်းရဲ့အခန်းကဏ္ဍတင်ဘလို့မွေးဖွားလာတယ်လဲဆိုတာနဲ့ဘယ်အချိန်မှမွေးဖွားလာတယ်လဲဆိုတာကကံကောင်းခြင်းကြောင့်ကောင်းမွန်လေဖို့ကိုအတိမတ်ပြုပါ30ရိုးရှင်းမှုကိုတန်ဖိုးထားပါသူဟာရိုးရှင်းတဲ့ဘဝကိုနေထိုင်ပြီးရှုပ်ဖဲတဲ့ငွေကြေးထုတ်ကုန်တွေကိုရှောင်ပါတယ် Warren Buffett ရဲ့အောင်မြင်မှုဟာစံတစ်တဲ့ဤပညာတွေမှာမဟုတ်ဘဲစိတ်ရှည်ခြင်းကိုကျင့်တာလား
ရိုးရှင်းမှုနဲ့ဆုံးဖြတ်ချက်ချရမှာစီကံရှိခြင်းဆိုတဲ့အခြေခံကြတဲ့အရေးအသွေးတွေပေါ်မှာအတိအကတီရှောင်ထားတာထည့်ပါတယ်ဒီလိုဗီဒီယိုတွေထပ်ကြည့်ခြင်းရင် subscribe လုပ်ပြီးခေါင်းမောင်းကိုနှုတ်ထားလိုက်ပါနောက်လာမယ့်ဗီဒီယိုမှာမလက်လွတ်ထိုးနဲ့ကျွန်တော်နဲ့အတူငွေရေးဆိုင်ရာဘသူတာများလေ့လာရအောင်လို့ပါခင်ဗျာ